အလောရှင်မြတ်တခင်ဟာမတရားဇုလုံမလုပ်တဲ့လူတွေကိုအလောရှင်မြတ်တခင်အင်မတန်မှမုန်းတီးတယ်မတရားဇုလုံမလုပ်တဲ့လူကိုအလ္လာဟ်အင်မတန်မှပဲဒေါသထွက်တယ်မိမိရဲ့တငယ်ချင်းတွေရဲ့အပေါ်မှာမိမိရဲ့ဆွေမျိုးသားချင်းတွေရဲ့အပေါ်မှာမိမိရဲ့မိသားစုတွေမှာအဲ့ဒီတိုင်းပဲမိမိရဲ့လက်အောက်ငယ်သားတွေရဲ့အပေါ်မှာမတရားဇုလုံမလုပ်တယ်ဆိုလို့ရှိရင်ဒါနဲ့ပတ်သက်ပြီးတော့အလောရှင်မြတ်တခင်အင်မတန်မှမုန်းတီးတယ်ဒီဇွာလင်တွေကိုအလောရှင်မြတ်တခင်အလုံးအင်မတန်မှမုန်းတီးတယ်ကုရ်အာန်ထဲမှာအလ္လာဟ်အမိန့်ရှိတယ်လာအနတုလ္လာဟီအလဇွာလီမင်ဇွာလင်တွေရဲ့အပေါ်မှာအလ္လာဟ်လာနတ်ရှိတယ်အဲ့ဒီဇွာလင်တွေကနိုင်ငံကိုအုပ်ချုပ်တဲ့ဇွာလင်ပဲဖြစ်စေလူမှုအတိုင်းဝိုင်းကိုအုပ်ချုပ်တဲ့ဇွာလင်ပဲဖြစ်စေမိသားစုကိုအုပ်ချုပ်တဲ့ဇွာလင်ပဲဖြစ်စေဘလို့သူပဲဖြစ်နေပါစေဇုလုံမလုပ်တယ်ညှဉ်းပန်းနှိပ်စက်တယ်မတရားလုပ်တယ်ဆိုလို့ရှိရင်အလောရှင်မြတ်တခင်အဲ့ဒီဇွာလင်တွေရဲ့အပေါ်မှာအလ္လာဟ်ရဲ့လာနတ်ရှိတယ်ဆိုပြီးတော့အလ္လာဟ်ကုရ်အာန်ထဲမှာအမိန့်ရှိတယ်ရှစ်တနေရာမှာအမိန့်အလောရှင်မြတ်တခင်အမိန့်ရှိတယ်ဖာဘူဒလ်လီလ်ကောမီဇွာလီမင်ဒီဇွာလင်ကောင်းတွေဟာဇွာလင်အုပ်စုတွေဟာအလ္လာဟ်ရှင်မြတ်ရဲ့ရာဟမတ်နဲ့အင်မတန်မှဝေးပါတယ်အလ္လာဟ်ရဲ့ရာဟမတ်ကသူတို့စီမှာအလ္လာဟ်ရဲ့ဂရုဏာဟာသူတို့စီမှာနည်းနည်းလေးတောင်မှတက်ရောက်မှုရှိမှာမဟုတ်ဘူးဆိုပြီးတော့အလ္လာဟ်ရှင်မြတ်တခင်ကုရ်အာန်ထဲမှာအလ္လာဟ်အမိန့်ရှိတယ်လေးစားတဲ့တာနာမိတ်ဆွေများခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကိုသတိထားရမယ်ကိုစင်ကြင်ရမယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီအလုပ်တစ်ခုနဲ့ပတ်သက်ပြီးတော့ငါဟာဇုလုံမလုပ်လိုက်မိပြီလားငါမိတ်ဆွေတွေရဲ့အပေါ်မှာငါရဲ့မိသားစုရဲ့အပေါ်မှာငါရဲ့အတိုင်းဝိုင်းရဲ့အပေါ်မှာငါရဲ့လက်အောက်ငယ်သားအပေါ်မှာငါဟာဇုလုံမလုပ်ထားမိသလားဆိုတာကိုစင်ကြင်ရမယ်ကိုတုံးတတ်ရမယ်ကုရ်အာန်ထဲမှာအလ္လာဟ်အမိန့်ရှိတယ်ဝါဆာယာလမုလ္လဒီနာဇလမူအယမွန်ကလဘင်ယန်ကလီဘူမကြခင်မှာဒီဇွာလင်လုပ်တဲ့သူတွေကတီးသွားလိမ့်မယ်သူတို့ဘယ်နေရာမှာသူတို့ရောက်ရမလဲဆိုတာကိုသူတို့တီးသွားလိမ့်မယ်ဆိုပြီးတော့ကုရ်အာန်ထဲမှာအလ္လာဟ်ရှင်မြတ်တခင်အမိန့်ရှိတယ်တနည်းအားမှာအမိန့်ရှိတယ်ဝဇဇာလီမူနာမာလဟွမ်မင်ဝလီယင်ဝလာနဆီဇလုမ်လုပ်တဲ့သူတွေကိယာမတ်နေ့ရောက်ပြီးဟာရှရ်နေ့ရောက်ပြီးဆိုလို့ရှိရင်ဇလုမ်လုပ်တဲ့သူတွေဟာသူတို့မှာကူညီတဲ့သူလည်းရှိမှာမဟုတ်သူတို့ရဲ့ကိုကူညီတဲ့သူတွေသူတို့ရဲ့မိတ်ဆွေတွေတယောက်မှရှိမှာမဟုတ်သူတို့ကိုဘယ်သူမှကူညီမှာမဟုတ်ဒီဇုလုံမလုပ်တဲ့သူတွေကသူတို့အပူကိုသူတို့ထမ်းပြီးတော့သူတို့ဒုက္ခကိုသူတို့ထမ်းပြီးတော့သူတို့ပတ်ပြေးနေရမယ်အဲ့ဒီလိုရင်ဆိုင်ရမယ်ဒီဇွာလင်တွေကိုအလောရှင်မြတ်တခင်အင်မတန်မှပဲမုန်းတယ်ဟာဒီသ်တော်မှာလာရှိတယ်တမန်တော်အမိန့်ရှိတယ်လူ၄ဦးနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ကဒီလူ၄ဦးဒီအလ္လာဟ်ရဲ့ကြီးမားတဲ့ရန်သူဖြစ်တယ်ဆိုပြီးတော့ဟာဒီသ်တစ်ပုဒ်မှာတမန်တော်အမိန့်ရှိတာတယ်လေးစားတဲ့တာနာမိတ်ဆွေများခင်ဗျအဲ့ဒီလူ၄ဦးတွေကနံပါတ်1လူတစ်ဦးကတော့သူကမလိုအပ်ပဲနဲ့အရေးမကြီးပဲနဲ့အကြောင်းမရှိပဲနဲ့ကဆမ်တွေချိန်ပြီးတော့မိမိရဲ့ပစ္စည်းဥစ္စာကိုရောင်းချတယ်မိမိရဲ့ပစ္စည်းဥစ္စာကိုရောင်းဝယ်မှုပြုလုပ်တယ်ဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်တခင်ကအဲ့ဒီလူကိုအင်မတန်မှမုန်းတယ်အဲ့ဒီလူကအလ္လာဟ်ရှင်မြတ်တခင်ရဲ့ရန်သူဖြစ်တယ်ဆိုပြီးတော့ဟာဒီသ်တော်မှာတမန်တော်အမိန့်ရှိတာတယ်နံပါတ်2ပုဂ္ဂိုလ်ကတော့အင်မတန်မှမောက်မာထောင်လွားတဲ့ဆင်းရဲတာစင်းကလည်းစင်းရဲသေးတယ်ပြီးလို့ရှိရင်မောက်မှာပလွားပြီးတော့နေတဲ့အဲ့ဒီစင်းရဲသားကိုလည်းအလ္လာဟ်ရှင်မြတ်တခင်အင်မတန်မှမုန်းသိတယ်နံပါတ်3ပုဂ္ဂိုလ်ကတော့အသက်အရွယ်ကြီးရင်းတဲ့ဇာနီတွေအသက်အရွယ်အိုမင်းရင်းရောနေပြီအသက်အရွယ်တွေကြီးနေပြီဒါလည်းအလ္လာဟ်ဘက်ကိုလဲရမှမသိဘူးဒါလည်းအလ္လာဟ်ဘက်ကိုပြန်ပြီးတော့ဒူကျူးလောက်ရမှမသိဘူးအီဘာဒတ်တွေထဲမှာနစ်မိုးရမှမသိဘူးတောက်ပါတွေလောက်ရမှမသိပဲနဲ့ဇီနာတွေထဲမှာနစ်မိုးနေတယ်ဒူးစရိုက်တွေထဲမှာနစ်မိုးနေတယ်ဆိုရင်အဲ့ဒီလိုပုဂ္ဂိုလ်ကိုအလ္လာဟ်ပို့ပြီးတော့မုန်းတယ်အဲ့ဒီလိုပုဂ္ဂိုလ်ကိုအလ္လာဟ်ပို့ပြီးတော့အလ္လာဟ်ရှင်မြတ်တခင်နဖရတ်ဖြစ်တယ်လေးစားတဲ့ဒါနာမိတ်ဆွေများခင်ဗျာဒါကြောင့်မလို့ဒါဒီတတိယအချက်ဖြစ်တယ်စရုဒ္ဓအချက်ကတော့ဇွာလင်ဘယင်အဲ့ဒီဘယင်ကလက်အောက်ငယ်သားတွေရဲ့အပေါ်မှာဇုလုံမလုပ်တယ်လက်အောက်ငယ်သားတွေရဲ့အပေါ်မှာမတရားညှဉ်းပန်းနှိပ်စက်တယ်ဆိုလို့ရှိရင်အလ္လာဟ်ရှင်မြတ်တခင်ကအဲ့ဒီဇွာလင်ဘယင်ကိုအလ္လာဟ်ရှင်မြတ်တခင်ကအင်မတန်မှမုန်းတယ်ဒါဒီအလ္လာဟ်ရဲ့ရန်သူဖြစ်တယ်ဆိုပြီးတော့အလ္လာဟ်ရှင်မြတ်တခင်ဒါနဲ့ပတ်သက်ပြီးတော့တမန်တော်မြတ်ကြီးဆလ္လာလဟ်အလัยဟိဝါစလမ်ကဟာဒီသ်တော်မှာမိန့်ကြားထားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကိုစင်ကြင်ရမယ်ကိုတုံးတတ်ရမယ်ကိုစဉ်းစားရမယ်ငါဘုရုပေါ်မှာဇုလုံလုပ်ထားပြီလေငါဘုရုပေါ်မှာမတရားလုပ်ထားပြီလေဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒုနီယာမှာတခါတည်းမာဖီတလာဖီလုပ်သွားမယ်တောင်းပန်သွားမယ်ပေးဆက်စရာရှိတာတွေပေးဆက်သွားမယ်မဟုတ်ဘူးဆိုလို့ရှိရင်အာခိရတ်မှာကျွန်တော်တို့တေချာပုတ်ခံဒုနီယာမှာလည်းတနည်းမဟုတ်တနည်းနဲ့တော့ခံရမယ်ဒါပေမဲ့လွတ်သွားတယ်ဒုနီယာမှာမခံလိုက်ရဘူးလွတ်သွားတယ်ဆိုရင်တော့တေချာပုတ်အာခိရတ်မှာတော့ခံရမယ်အာခိရတ်မှာဒီဇွာလင်တွေလုံးဝလွတ်မှာမရှိဘူးအာခိရတ်မှာအလ္လာဟ်ရဲ့အဇာဘ်ကနေဘယ်နည်းနဲ့မှလွတ်မြောက်ဖို့ရှိမှာမဟုတ်ဒါကြောင့်မလို့ဒုနီယာမှာကျွန်တော်တို့
လူများပေါ်မှာမတရားလှုပ်ထားတယ်လူများပေါ်မှာမတရားလှုပ်မိထားတယ်ဆိုလို့ရှိရင်ဒါကိုတခါတည်းဒီကနေပဲကျွန်တော်တို့မာဖီတွေတောင်းရမယ်ပေးဆက်စရာရှိတာတွေတခါတည်းပေးဆက်သွားရမယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီဇူလုံလှုပ်ခြင်းကနေအထူးတစ်ဖြစ်ကျွန်တော်တို့ရှောင်ခြင်းရမယ်အခုနကအချက်၄ချက်တမန်တော်ဟာဒီစ်မှာအမိန့်ရှိတယ်လူ၄ခုကအလက်ရန်သူဖြစ်တယ်ဆိုပြီးတော့အမိန့်ရှိတယ်အဲ့ဒီ၄ခုကနေလည်းကျွန်တော်တို့ရှောင်ခြင်းရမယ်မလို့အပ်ပဲနဲ့ကဆမ်နေချိန်ပြီးတော့လိန်ပြီးတော့ကဆမ်နေချိန်ပြီးတော့မိမိရဲ့ပစ္စည်းဥစ္စာတွေရောင်းချတာဒါတွေရှောင်ခြင်းရမယ်မောက်မာပလွားတာဖခတ်လောက်တာမာနထားတာတကပုတ်ထားတာဒါတွေရှောင်ခြင်းရမယ်အဲ့ဒီတိုင်းမှာအတက်အရွယ်ကြီးရင်ပြီးတော့ဂုဏတွေလုံနေတာဇီနာတွေလုံနေတာဒါတွေကျွန်တော်တို့ရှောင်ရမယ်အဲ့ဒီတိုင်းမှာညင်းပန်းနှိမ့်ဆက်မှုတွေရှောင်ရမယ်အလောရှင်မြတ်တကယ်ဒီ၄ခုကိုအလောအင်တာမမုန်းတယ်ဒါအလက်ရန်လူဖြစ်တယ်ဆိုပြီးတော့ဟာဒီစ်တော်မှာအတိအလင်းလာရှိတယ်